ကျွန်တော်တို့ပြီးခဲ့တဲ့2025ခုနှစ်ရာသီကိုပြန်ကြည့်မယ်ဆိုရင်ဘောလုံးလောကမှာအတောက်ပါဆုံးနဲ့အကြောက်စရာအကောင်ဆုံးတိုက်စစ်မှုတစ်ယောက်ကိုပြပါဆိုရင်အားလုံးက Victor Gyökeres ကိုပဲပြကြပါလိမ့်မယ်။သူဟာ Sporting Lisbon အသင်းရဲ့အင်ဂျီကိုဝတ်ဆင်ပြီးပေါ်တူဂီလိဂ်နဲ့ချန်ပီယံလိဂ်ကွင်းတွေထဲမှာပြိုင်ဘက်နောက်ခံလူတွေကိုတော်တော်ဒုက္ခဖြစ်အောင်လုပ်ခဲ့ဂိုးသွင်းဆက်ကြည့်ပါဗျာ။ခမလာတို့စဉ်းစားကြည့်ပါဦး။သူဟာကမ္ဘာအဆင့်ကီလီယန်အမ်ဘာပေလိုကစားသမားမျိုးကိုတောင်ဥရောပရွှေဖနက်စုအတွက်နောက်ဆုံးနေ့အထိအကျစ်အနယ်ရှင်းပြိုင်နိုင်ခဲ့တာပါ။ Sporting လိုအသင်းငယ်မှာကစားရင်းနဲ့အခုလိုစံချိန်တင်ဂိုးအရေးအတွက်ဒီတွင်းယူနိုင်ခဲ့တာဟာသူ့ရဲ့ Killer Instinct ဘလောက်ထိမြင်မာလဲဆိုတာကိုသက်သေပြလိုက်တာပါပဲ။အဲ့ဒီနောက်မှာတော့2025ခုနှစ်ရဲ့ဘလွန်ဒီယော့စုပွဲမှာတရားဒီအတွင်းကလပ်နဲ့နိုင်ငံအတွက်ဂိုးအများဆုံးတွင်းနေသူကိုပေးအပ်တဲ့ဂတ်မူလာစုဖလားကိုပါထိုက်တန်စုခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်ဗျ။အဲ့ဒီအချိန်တုန်းက Gyökeres ဟာဂိုးပေါက်ဘဲမှာရှိလဲဆိုတာကိုမက်ဆီမိတ်ထားရင်တောင်သိနေတဲ့ရှေးရိုးဆွဲတိုက်စစ်မှုစစ်တယောက်ဖြစ်ခဲ့တာကြောင့်နွေရာသီအပြောင်းရွှေ့ဈေးကွက်မှာအာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်လိုအသင်းကြီးတွေကသူ့ရဲ့လက်မှတ်ကိုရဖို့အတွက်အသေးအတန်လူခဲ့ကြတာမထူးဆန်းပါဘူးဗျ။နောက်ဆုံးမှာတော့နီးပြမီကယ်အာဒီတာကသူ့ရဲ့ကစားကွက်ထဲမှာပျောက်ဆုံးနေတဲ့နောက်ဆုံးပဟဲလီအစိတ်အပိုင်းအဖြစ် Gyökeres ကို Emirates ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဗျာ။အဲ့ဒီအချိန်တုန်းကအာဆင်နယ်ပရိသတ်တွေရဲ့မျောလင်းချက်တွေဟာကောင်းကင်အထိမြင့်တက်နေခဲ့တာပေါ့။ငါတို့တော့ဟာလန်ကိုယဉ်ရှင်နိုင်မဲ့တိုက်စစ်မှုရပြီဆိုပြီးတခဲနဲ့ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်ဗျာ။ဒါပေမဲ့မျောလင်းချက်တွေကတိမ်တိုက်တူလိုပဲလွင့်ရှင်သွားခဲ့ရပါပြီဗျာ။အခုလက်ရှိမှာတော့တန်တရားတွေကနေရာတိုင်းမှာစိုးမုံနေပါပြီ။သူဟာအာဆင်နယ်အသင်းအသက်16ပွဲကစားပေးထားချိန်မှာ6ဂိုးထာသွင်းယူနိုင်ထားပါသေးတယ်။ခင်ဗျားတို့စဉ်းစားကြည့်ပါဦး။ပွဲပေါင်း16ပွဲမှာ6ဂိုးဆိုတာဟာယူရို65သန်းယင်းနှီးမြုံနှံထားရတဲ့တိုက်စစ်မှုတယောက်စီကနေအားလူမျောလင့်ထားတဲ့စမ်းကြည့်မျိုးမဟုတ်တာသိကြပါတယ်။ပိုပြီးစိတ်ပျက်စရာကောက်တာကအဲ့ဒီ6ဂိုးထဲကလည်းအများစုဟာတကယ်ကိုခက်ခဲနဲ့ကန်ကောင်းလူရခဲ့တဲ့ scrappy goals တွေဖြစ်နေတာပါပဲတဲ့။ဂိမ်းကနန်းတွေရထပ်ပြီးခွဲချမ်းစိတ်ချကြည့်မှဆိုရင်ပိုပြီးကြောက်စရာကောင်းတဲ့အချက်တွေကိုတွေ့ရပါလိမ့်မယ်။ဒီယာဒီ Premier League မှာ Gyökeres ရဲ့ဂိုးပေါက်တဲ့မှုဟာ8ကြိမ်ပဲရှိပါသေးတယ်။ဒါဟာ League ရဲ့အဆင့်34နေရာအထိကျဆင်းနေတာဖြစ်တယ်လို့ Wingback ကစားသမား Daniel Munoz ရဲ့ဂိုးပေါက်တဲ့မှုအရေးအသွမ်းနဲ့တူနေတာပါ။ကဲအသင်းကြီးတစ်သင်းရဲ့နံပါတ်6တိုက်စစ်မှုတယောက်ဟာပြိုင်ဘက်နောက်ခံလူတလောက်တောင်ဂိုးပေါက်မချင်းချောင်နိုင်ဘူးဆိုတာဟာအာဆင်နယ်ရဲ့တိုက်စစ်အတွက်ဘလန့်တီအားနည်းချက်ဖြစ်နေလဲဆိုတာကိုအထူးပြောနေစရာမလိုတော့ပါဘူးဗျာ။ဘာလို့သူဟာ Sporting မှာတော့ကလို့မစွမ်းဆောင်နိုင်တော့တာလဲ။ပရိသတ်တွေအဓိကဝေဖန်နေကြတာကတော့သူ့ရဲ့ကြိုးစားအားထုတ်မှုအပိုင်းပါပဲ။ Gyökeres ဟာပြိုင်ဘက်ဂိုးဧရိယာထဲမှာအာလန်ဟာလန်လိုမျိုးတက်ကြွလှုပ်ရှားပြီးအခွင့်အရေးရှာတာမျိုးမတွေ့ရတော့ဘူးဗျာ။အရက်6ပေနဲ့လက်မှာရှိတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာ Premier League ရဲ့ကြမ်းထမ်းတဲ့နောက်ခံလူတွေကြားမှာအနိုင်ကျင့်ခံနေသလိုဖြစ်နေပါတယ်။ Ground duels နိုင်မှုနှုန်းက36%ပဲရှိတာဟာသူ့ရဲ့ခန္ဓာကိုယ်အချိုးစားနဲ့ကြည့်ရင်တကယ်ကိုစိတ်ပျက်စရာကောင်းလာပါတယ်ဗျာ။ပိုပြီးအရှက်ရဖို့ကောင်းတာကတော့ကွင်းလေလူမီကယ်မာရီနိုကတိုက်စစ်မှာတက်ကစားတဲ့အချိန်တွေမှာအာဆင်နယ်ရဲ့တိုက်စစ်ဟာပိုပြီးအသက်ဝင်နေလာပါပဲ။မာရီနိုဟာ Gyökeres ထက်ပွဲအကြီးအများကြီးပိုနေပေမဲ့ဂိုးပါဝန်ပတ်သက်မှုမှာ9ဂိုးအထိရှိနေတာကတော့ Gyökeres အကလတော့တကယ်ကိုခေါင်းမဖော်နိုင်စရာအခြေအနေပါပဲဗျာ။ဒါကြောင့်လဲအခုအချိန်မှာအာဆင်နယ်ပရိသတ်တွေက Kai Havertz ပြန်မလာခင်အထိ Gabriel Jesus ဒါမှမဟုတ် Leandro Trossard တို့ကိုပဲတိုက်စစ်မှာပြန်သုံးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်ဗျာ။ပရိသတ်ကြီးတော့ဘလို့ထင်လဲဗျာ။ Victor Gyökeres တယောက်အင်္ဂလန်မြေမှာအသားကျဖို့အချိန်ဘလောက်ထပ်လို့အောင်ပါလဲ။သူဟာတကယ်ပဲ one season wonder တယောက်ဖြစ်သွားတော့မှာလား။ Arsenal ရဲ့ယူရို65သန်းယင်းနှီးမြုပ်နှံမှုဟာတကယ်ပဲအကျိုးရှိပါမလားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။ကျွန်တော်ကတော့ Newsbox မြန်မာကဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်တွေ့ကြမယ်ဗျာ။